တကောင်ဟာနန်းတော်ဆောင်ရဲမဲ့တယောက်နဲ့အတူလမ်းလျှောက်ထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူကသတင်းစာတစ်စောင်ကိုလှမ်းမြင်လိုက်ရပြီးသတင်းစာထဲမှာတော်ဝင်မိသားစုအပန်းဖြေခီးထွက်ခွာဆိုတဲ့သတင်းကိုဖတ်လိုက်ရတာပေါ့။သူကောင်းကင်ကိုမော့ကြည့်လိုက်တော့တော်ဝင်မိသားစုစီးသွားတဲ့လေရင်ကြီးပြန်တန်းသွားတာကိုမြင်လိုက်ရတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲဖုံးဆိုတဲ့အတန်ကြီးနဲ့အတူလေရင်ကြီးပောက်ကွဲသွားပါတော့တယ်။နန်းတော်ဆောင်ရဲမဲ့လည်းကြောင်အန်ပြီးစွန့်သွားခဲ့ရတာပေါ့။သူဟာထီးနန်းကိုဘယ်သူဆက်ခံမလဲဆိုတာသိရအောင်တော်ဝင်မိသားစုရဲ့မျိုးရိုးလိုက်မှတ်တမ်းစရာစီကိုအမြန်ပြေးသွားကြည့်ခဲ့ပါတယ်။ထီးနန်းဆက်ခံမဲ့အမည်စရင်းတွေကိုလိုက်ကြည့်ရင်နောက်ဆုံးများပြထားတဲ့နေရာကိုရောက်သွားတဲ့အခါအဲ့ဒါကတခြားသူမဟုတ်ပဲအဲ့ဒီခွေးကလေးဖြစ်နေပါတော့တယ်။ဒါနဲ့ပဲသူတို့ဟာခွေးကလေးကိုချက်ချင်းပဲဘရင်အဖြစ်ပြီးသိမ်းမြောက်ပြီးတရဖူဆောင်ပေးလိုက်ကြတယ်။အဲ့ဒီအချိန်မှာခွေးကလေးကမိုက်ကန်းကန်းပြုံးကြီးနဲ့ပြုံးလိုက်ပြီးချိန်နှစ်ဖက်နဲ့မတက်ရက်ကအခုကစပြီးသူဟာဆရာကြီးဖြစ်သွားပြီဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။မကြခင်မှာပဲခွေးဘရင်စီကိုကြောင်နိုင်ငံတော်ရဲ့ဘရင်မစီကနေငင်းချမ်းရေးစာချုပ်ချုပ်ဖို့ဖုန်းခေါ်ဆိုမှုတစ်ခုရောက်လာခဲ့ပါတယ်။ဒါပေမဲ့ခွေးဘရင်ကတော့ဖုန်းထဲကိုဒေါသတကြီးဟောင်ပစ်လိုက်ပြီးအဲ့ဒီအပြုတ်မှုကြောင့်ပဲကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားပါတော့တယ်။ခွေးဘရင်ဟာစစ်ဗျူဟာတွေကိုစတင်ရေးဆွဲပြီးစစ်တီတော်တွေကိုစိတ်တက်ကြွစေမဲ့မိန်ကွန်းတွေအထီတောင်လိုက်ပြောခဲ့ပါတယ်။ရန်နေငယ်ကြတော့ကြောင်နိုင်ငံကနေငင်းချမ်းရေးစာချုပ်တစ်ခုပို့လာခဲ့ပေမဲ့ခွေးဘရင်ကတော့အဲ့ဒီစာချုပ်ပေါ်ကိုမစင်စွန့်ချေးပါပစ်လိုက်ပါတယ်။နောက်ဆုံးမှာတော့ခွေးဘရင်ဟာနျူကလ িয়ার ခလုတ်ကိုပါလက်ဝယ်ပိုင်ဆိုင်သွားခဲ့ပါပြီ။သူကခလုတ်ကိုနှိပ်တော့မဲ့အချိန်မှာပဲနန်းတော်ဆောင်ရဲမက်ကအခန်းထဲကိုဝန်ခံနေပြေးဝင်လာပြီးသူ့ကိုတားဆီးဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ခွေးဘရင်ကနားမထောင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာရဲမက်ကပြတ်သားတဲ့လေတံနဲ့အမိန့်ပေးလိုက်ပါတယ်ထိုင်စမ်း။ခွေးကလေးဟာပျော်ရွှင်တက်ကြွစွာနဲ့ပဲအမိန့်ကိုနာခံပြီးထိုင်ချလိုက်တဲ့အခါသူထိုင်ချလိုက်တဲ့နေရာကကန်ဆိုးစွာပဲနျူကလ িয়ার ခလုတ်ပေါ်တက်တက်ဖြစ်နေခဲ့ပြီးတစ်ကမ္ဘာလုံးပောက်ကွဲပျက်စီးသွားပါတော့တယ်